မင်္ဂလာပါဒီနေ့ကတော့ကျွန်မတားတော့ကြည့်မပေးတာကြာလို့ပေါ့နော်တားတော့လေကြည့်ပေးခြင်းစိတ်ဖြစ်လာတာနဲ့ဒီဗီဒီယိုလေးကိုရိုက်ကူးလိုက်တာပါဒီနေ့ကြည့်ပေးမယ် reading လေးကတော့ဒီဗီဒီယိုလေးကိုမြင်တဲ့လူတိုင်းအတွက်ပေါ့နော်ဒီဗီဒီယိုလေးတကယ်လို့ရောက်လာခဲ့လို့ရှိရင်ဒီဟောကင်းကသင်အတွက်ပါဆိုတော့ collective reading ပေါ့နော် collective reading ဆိုတော့energy ကိုက်တဲ့လူလည်းရှိမယ်မကိုက်တဲ့လူလည်းရှိမယ်ပေါ့နော်အဲ့တော့ကိုနဲ့ဒီ Hawking လေးတွေက energy ကိုက်မယ်ဆိုလို့ရှိရင်ယူနိုင်ပါတယ်မကိုက်ဘူးဆိုလို့ရှိရင်တော့ဒါ energy မကိုက်သေးလို့ပေါ့နော် reader နဲ့အဲ့တော့ခုလက်တလောဖြစ်ပေါ်နိုင်တဲ့အခြေအနေလေးတွေပေါ့နော်လက်တလောကံကြမ္မာကို collective reading ဖတ်ပေးပါမယ်Kings of Pentacles, Ace of Wands, Oh my god. Daလေးက collective reading ကိုမှgeneral ပေါ့နော်အားလုံး overall ခြုံကြည့်ပေးမယ်နော် My god. The Devil, Queen of Pentacles နဲ့ King of Pentacles ကအစနဲ့အဆုံးမှာကြာလာတယ်Okay ဆိုတော့ကျွန်မကတ်တွေဆွဲလိုက်တဲ့အချိန်မှာမြင်တဲ့အရာတော့၃ခုပေါ့နော်၃ခုဆိုတာကငွေရေးကြေးရေးရယ်အလောက်ကိုင်းရယ်အချစ်ရေးရယ်ပေါ့နော်ဒါမျိုးမြင်တယ်အလောက်ကိုင်းပထမဆုံးငွေရေးကြေးရေးကိုအရင်ပြောပြမယ်ပေါ့နော်ငွေရေးကြေးရေးမှာကကြတော့ဒီ King of Pentacles ကြာလာတဲ့အတွက်ဒီ financial stability ပေါ့နော်King of Pentacles ကြာလာတဲ့အတွက်ငွေရေးကြေးရေးကတော့ကောင်းတယ်ပေါ့နော်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ဒီပြည့်စုံကြွယ်ဝမဲ့လက္ခဏာကိုမြင်ရတယ်ပြီးတော့ငွေဝင်ဖို့တွေလည်းကျွန်မမြင်တယ်ပေါ့နော်ပြီးတော့ဒီစီးပွားရေးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကနေပြီးတော့ရလက်ကောင်းနေရလာမယ်ဆိုတော့ဟာမျိုးကိုကျွန်မမြင်တယ်ပေါ့နော်ငွေကြေးကငွေအဝင်များပါလိမ့်မယ်ငွေကြေးကဝင်တာများတယ်ဒါပေမဲ့သုံးစွဲတဲ့ဟာကလည်းနည်းနည်းများနေမယ်လို့မြင်နေပေါ့နော်များတဲ့ချက်ပုံစံမျိုးလေးပေါ့နော်တော့နည်းနည်းမြင်တယ်ဒါပေမဲ့ငွေကြေးကတော့ဒီကောင်းတယ်လို့တော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့လေသူကငွေဝင်တာများမယ်ဆိုတဲ့ပုံစံလေးပေါ့နော် financial stability ဖြစ်မယ်ဆိုတဲ့ပုံစံလေးတွေ့ရတယ်ကိုစူးစမ်းခဲ့တဲ့ရလဒ်တွေကနေပြီးတော့ဒီအောင်မြင်မှုပေါ့နော်ငွေကြေးအောင်မြင်မှုတွေရရှိမဲ့ပုံစံမျိုးတွေ့ရပါတယ်ဒါပေမဲ့အတုံးနဲ့အဖြုံလေးကိုတော့ကိုတိုင်းတေချာ control လုပ်ပြီးတော့ပေါ့နော် control လုပ်ပြီးတော့သုံးစွဲမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်မဟုတ်ရင်တော့ငွေဝင်တာများတဲ့လောက်ထွက်တဲ့ဟာလည်းများနေပါလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကျွန်မတွေ့တာကတခုခုကိုအစ်စ်လို့စတင်မှုစူးစမ်းနေတဲ့လူတွေကိုတွေ့တယ်ပေါ့နော်ဥပမာအလောက်ကင်တဲ့ပြောင်းမှုစီစဉ်နေတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အလုပ်တွေလျှောက်ဖို့
စီစဉ်နေတာတို့ဒါမှမဟုတ်လို့ရှိရင်career change မှုplan ချနေတဲ့သူတွေအဲ့လိုမျိုးတွေလည်းမြင်တယ်ဒါမှမဟုတ်ရင်ပညာရေးမှာဆိုလို့ရှိရင်ပေါ့နော်ဒီနိုင်ငံခြားကိုကျောင်းသွားတက်ဖို့ try နေတာတို့အဲ့လိုမျိုးလူတွေကိုလည်းကျွန်မတွေ့ပါတယ်အဲ့တော့အခွင့်အလမ်းအသစ်တွေပေါ့နော်လောက်ကင်မှုရွယ်နေတဲ့လူတွေကိုကျွန်မတွေ့ပါတယ်အဲ့တော့ဒီအခွင့်အလမ်းတွေတက်ရည်ရွယ်နေတာမဟုတ်လို့ရှိရင်တောင်မှမဟုတ်တဲ့လူဆိုရင်တောင်မှကိုယ့်စီကိုအခွင့်အလမ်းတစ်တရားတက်တက်ကြီးရောက်ရှိလာမယ်ပေါ့နော်ဥပမာအလုပ်ဆိုလို့ရှိရင်လည်းကိုကဒီလုံးမှာလုပ်နေရတယ်ဆိုပေမဲ့အလုပ် offer တွေရတာမျိုးပေါ့နော်ဒါမျိုးတွေတွေ့ရပါလိမ့်မယ်ဆိုတော့ဒါကတော့လောက်ကင်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အခြေရေးမှာကကြတော့ဟိုအရင်တုန်းကစိတ်တရားဟောင်းနေနာကျင်မှုတွေပြန်ပြီးတော့ပေါ်နေတယ်လို့ကျွန်မမြင်တယ်တကယ်လို့ဒဏ်ရာဟောင်းနာကျင်မှုအဟောင်းမဟုတ်ရင်တောင်မှအခုလက်ရှိဖြစ်တာပေါ့နော်အခုလက်ရှိမှာပဲကွဲသွားတာတို့အသေးခွဲခံလိုက်ရတာတို့ပေါ့နော်မကောင်းတဲ့လူနဲ့တွေ့တာမျိုးတို့အဲ့လိုပုံစံမျိုးမြင်နေတယ်တကယ်လို့အဲ့လိုအခြေအနေဒါတချို့လူတွေမှာပေါ့နော်တချို့လူတွေမှာじゃအဲ့လိုပုံစံမျိုးလုံးဝ break up ဖြစ်တဲ့ပုံစံမျိုးกว่าလုံးဝအသေးခွဲခံလိုက်ရတဲ့ပုံစံမျိုးကိုတွေ့တယ်တချို့လူတွေမှာじゃအဲ့လောက်ကြီးမဆိုးရွားတော့လည်းပဲဥပမာ relationship ပေါ့နော်ဒီ relationship နဲ့ကလုံးဝ broken ဖြစ်သွားတာမျိုး break လုပ်လိုက်တာမျိုးတော့မဟုတ်ဘူးသို့တော်လည်းစိုးရိမ်ပူပန်နေရတာပေါ့နော်အရန်ကြီးပုံမှန်လို့အေဂျင့်ရတာမျိုးမဟုတ်ဘဲနဲ့တယောက်ဖက်ကနေလွန်ကျွံအဆွဲလန်းကြီးလို့လွန်ကျွံတဝင်းတူတာတော့အဆွဲလန်းကြီးလို့ဒါတို့ကြောင့်ဖြစ်တဲ့ပြဿနာတွေကြောင့်ပူပန်နေရတာကိုမြင်တယ်ဒါကတော့တစ်ဖက်လူကြောင့်လည်းဖြစ်နိုင်တယ်လို့ကိုကိုတိုင်ကအရန်တဝင်းတူတာတွေတစ်ဖက်လူအဆွဲလန်းကြီးတာတွေဖြစ်လို့မလို့ပူလောင်နေရတာမျိုးလည်းမြင်ပါတယ်ဆိုတော့သူကဘာပြောထားလဲဆိုတော့ဒီဒါပေမဲ့ပေါ့နော်ဥပမာကွာတကယ်လို့လုံးဝအသေးခွဲခံလိုက်ရတဲ့သူလုံးဝမကောင်းတဲ့လူနဲ့ပထမပြောသလိုပေါ့နော်မကောင်းတဲ့လူနဲ့တွေ့ရလို့မို့လို့တွေ့ခဲ့ရလို့အသေးကွဲနေတဲ့လူတွေဆိုလို့ရှိရင်ကြတော့တဲ့ဆိုလို့ရှိရင်စိတ်ဓာတ်မကြပါနဲ့ပြီးတော့ကိုယ့်ရဲ့ခံစားချက်ကြီးကိုအဲ့တခုထဲမှာပဲနှစ်မြုံမထားပါနဲ့ two of cups energy ရနာဂတ်မှာတင်းတဲ့လုံးဝကိုကိုယ့်ရဲ့ soul mate နဲ့တွေ့ဖို့ရှိနေပါတယ်ဆိုပြီးတော့ပြထားတယ်ဒါကတော့ခုနကတော့ဒုတိယအမျိုးအစားပေါ့နော်အရန်မကောင်းတဲ့လူနဲ့တွေ့ပြီးတော့လုံးဝချိလောက်ခံလာရပြီးတော့ကိုကအသေးကွဲနေတဲ့လူတွေပေါ့နော်ဒါတွေကတော့အဲ့လူတွေအတွက်ပါအဲ့တော့ကျမကဒါကတော့ general မြင်တာပေါ့နော်ဒါပေမဲ့ကျမအကုန်လုံးကိုဒီကက်တွေအကုန်လုံးကိုအားလုံးခြုံကြည့်ပြီးတော့ပေါ့ mix လုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်ဥပမာဒီကက်နဲ့အခြေရေးအတွက်ဒီကက်နဲ့ဒီကက်ကတော့အလောက်ကိုင်းအတွက်ဒီကက်ကတော့ငွေရေးကြေးအတွက်ဆိုပြီးတော့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့အကုန်လုံးတစ်ခုချင်းစီပေါ့နော်match လုပ်ပြီးဒါနဲ့ဒီလို match လုပ်ပြီး overall ကြည့်လိုက်မယ်ဆိုရင်ကျမခံစားမိရကြဘယ်လိုမြင်လဲဆိုတော့ကြတော့လေပထမတစ်ခုပြန်ပြောမယ်နော် overall ပြန်ပြောမယ်ငွေရေးကြေးကကောင်းပါတယ်ငွေရေးကြေးအလွန်ကောင်းမွန်တဲ့ကာလဖြစ်တယ်ကိုအရင်တော့စူးစမ်းအားထုတ်ခဲ့တဲ့အဟာတွေရလက်ကောင်းနေပြန်ပြီးတော့ခံစားရမယ်ပေါ့နော်အချိန်တွေဖြစ်တယ်ငွေတွေဝင်မယ်ပေါ့နော်advantage energy ကျွန်မတွေ့ပါတယ်ဒါပေမဲ့သတိထားမှာတစ်ခုကကိုယ့်ရဲ့အသုံးအဆွဲပေါ့နော်ကိုကငွေတွေဝင်တော့ညားလဲဝင်တလောက်ပြန်ပြီးတော့သုံးဆွဲနေမယ်ဆိုလို့ရှိရင်ငွေရေးကြေးရေးအတွက်စိတ်ပူပန်မှုလေးတွေအနည်းငယ်ရှိပါမယ်ဒါလည်းအနည်းငယ်ပါပဲအရင်ကြီးတော့ဆိုးရွားကြီးတော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဘာကိုတွေ့လဲဆိုတော့အလောက်ကိုင်းတဲ့အခွင့်အလမ်းအသစ်တွေလုံးမဲ့ပုံစံမျိုးတွေ့တယ်တကယ်လို့ကိုကအဲ့လိုလုပ်ဖို့ကြိုးစားနေလို့မဟုတ်ဘူးဆိုရင်တော့မှကိုစီကို offer ရောက်လာမဲ့ပုံစံမျိုးအဲ့ဒီအလောက်ကိုင်းအသစ်ခွင့်လန်းအသစ်ကလည်း
ကျွန်မဒါကိုဒီဟာနဲ့ပြန် mix လိုက်မယ်နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဖြစ်နိုင်ခြေရှိတာကဘာလဲဆိုတော့ဥမာမိတ်ဆွေကောင်းနေနဲ့ပေါ့နော်လုပ်ငန်းသစ်စီးပွားရေးသစ်စမဲ့ပုံစံမျိုးလဲတွေ့ရတချို့လူတွေမှာပေါ့နော်ဒါကတော့စီးပွားရေးအသစ်စမဲ့သူတွေအတွက်ပေါ့နော်ဘယ်လိုအလုပ်ကိုင်အခွင့်အလမ်းသစ်စမဲ့သူတွေအတွက်ဆိုလို့ရှိရင်လဲအလုပ်ရှာအသစ်ရှာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လဲဒါအခွင့်အလမ်းတစ်တွေပေါ်မှာနာမည်ကာလဖြစ်ပါတယ်။ဒါမှမဟုတ်နိုင်ငံခြားကိုပညာသင်ပေါ့နော်တွားချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒါလုံးဝကိုအခြေအနေကောင်းတဲ့ဟာမျိုးကိုတွေ့တယ်ပေါ့နော်။နောက်တစ်ခုကအခြေရေးမှာကြတော့လုံးဝပေါ့နော်အခုလက်ရှိမှာ single ဖြစ်နေတယ်ဆိုတဲ့လူတွေပေါ့နော်။ဒါ single ဖြစ်တယ်ဆိုလို့ရှိရင်လည်း single အရောက်တော့သူ့မှာတခုခုခံစားချက်ရှိခဲ့မှာပဲเนาะအတိတ်မှာပဲဖြစ်ဖြစ်ဒါဤစားချစ်သူဤစား relationship ရှိဘူးမှမဟုတ်ဘူးဒါ crush နဲ့ပတ်သက်ပြီးတော့လည်းရှိခဲ့တာဒါလူတိုင်းမှာတခုခုခံစားချက်တခုခုတော့ရှိမှာပဲအဲ့တော့အဲ့လိုမျိုးတယောက်တည်းဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်တောင်မှပဲအတိတ်ကတန်းရာတွေစိတ်ကြံရတဲ့နာကျင်စရာအဟောင်းတွေကိုပြန်တွေးမိတာပြန်ပေါ်လာဒါမှမဟုတ်ရင်တော့ပတ်သက်ခဲ့တဲ့လူတယောက်ကပြန်ပြီးဆက်သွယ်ဒါမျိုးဆက်သွယ်ရေးဆိုပေမဲ့ကွာကောင်းသောဆက်သွယ်ခြင်းမဟုတ်ဘူးတိလားသူကအဲ့လိုမျိုးကြီးစိတ်တန်းရာတွေကိုပြန်လာဆွရတဲ့ပုံစံမျိုးကြီးအဲ့လိုမျိုးတွေ့နေတယ်ဒါမှမဟုတ် relationship ရှိတဲ့လူတွေဆိုလို့ရှိရင်ကြတော့ဘာတွေ့လဲဆိုတော့အဲ့လိုခုနလိုပေါ့အရန် process ဖြစ်ခြင်းနဲ့စိတ်ဆန္ဒကြောင့်ပေါ့နော်အရန်ပိုင်ဆိုင်ခြင်းလူမှုပြင်းထန်တာကြောင့်အဲ့ဒါကကိုယ်တိုင်လည်းဖြစ်နိုင်တယ်လို့တခြားလူတစ်ဖက်လူကရဲ့ energy လည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့စိတ်ပူပန်နေတာကိုတွေ့ရတယ်နောက်တစ်မျိုးကကြဘယ်လိုလဲဆိုတော့လုံးဝ broken ဖြစ်နေတဲ့လူတွေကကြတော့ဒီမကောင်းတဲ့လူနဲ့တွေ့ရပြီးလုံးဝကိုချိလောက်ခံလိုက်ရတာတော့တလုံးမှာလုံးဝကိုချိလောက်ခံလိုက်ရတာလှည့်စားခံလိုက်ရတာပေါ့နော်ကြောင်အသေးကွဲနေတဲ့လူတွေပေါ့နော်အဲ့လိုလူတွေလည်းတွေ့တယ်ရန်ကိုပေါ့စိတ်ထိခိုက်နာကျင်နေတဲ့လူတွေလည်းတွေ့တယ်အဲ့လိုလူတွေအတွက်ကြတော့သူကဘာပြောလဲဆိုတော့အဲ့လိုလူတွေအတွက်ရခုနနံပါတ်1ရပေါ့နော် single ဖြစ်နေရကနေစိတ်ဒဏ်ရာအဟောင်းရှိနေတဲ့လူတွေအတွက်ရကြသူကဘာပြောချင်လဲဆိုတော့နာခဲ့မှာမင်းနဲ့လုံးဝကိုပေါ့တွဲဖက်ညီမဲ့တွဲဖက်partner တွေ့နိုင်ပါတယ်အားတင်ထားပါဆိုတဲ့ message မျိုးလည်းတွေ့နေပါတယ်ဆိုတော့ဒီ January ဒီကတော့ဒီလောက်ပါပဲ